အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဘာဆရာကြီးမင်းသိခရဲ့တပည့်ရင်ဆရာညွန်းတို့ဖြစ်ပါတယ်မက်စလာ10ရက်နေ့ကနေပြီးတော့မက်စလာ14ရက်နေ့အထိတနင်္ဂနွေသားသမီးတို့ဟောစရဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေကဒီအပတ်ထဲမှာတအားပင်ပန်းနေတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရမယ့်ကိစ္စလေးတွေလည်းကြုံတွေ့ရတတ်ပါတယ်အလုပ်ပြီးတော့ကျမ်းမာရေးတွေညံသွားတတ်ပါတယ်စိတ်တိုင်းမကြစရာလေးတွေလည်းများနေတတ်ပါတယ်တက်နိုင်သမျှစိတ်ရှည်ကောင်းရေးနဲ့ထားပြီးတော့အလုပ်တွေကိုတက်တောင့်တက်တာလေးလှုပ်သွားတဲ့အချိန်ကာလဖြစ်ပါတယ်အလုပ်ထွက်ခြင်းပြောင်းခြင်းနဲ့စိတ်တွေရှိခဲ့ရင်ဆန္ဒတွေရှိခဲ့ရင်ခိတ္တခဏလေးစောင့်လိုက်ပါနေရာကိစ္စအိမ်ကိစ္စတိုးလို့တန်းလန်းတင်နေတတ်ပါတယ်မိကောင်းဆရာကောင်းတွေရဲ့အကူအညီကောင်းတွေလည်းရရှိတတ်ပါတယ်နိုင်ငံခြားနဲ့ပတ်သက်လို့အဆက်အသွယ်ကောင်းတွေရလာတတ်တဲ့အခြေအနေမျိုးပါပဲနော်မြေအမွေဖုံးအထည်ထီဖနက်ဓာတ်ပုံလျှက်စစ်လုပ်ငန်းတွေမှာတော့အထူးအောင်မြင်အကျိုးပေးနိုင်တဲ့အချိန်မှာပဲခင်ဗျာကျမ်းမာရေးနေရတော့ချက်တောက်တို့ခါတို့အစာအိမ်တို့အထူးသတိပြုတဲ့ကာလလေးဖြစ်ပဲနော်အိမ်တော်ရှင်တွေချစ်သူကြီးစားရဲ့အတွက်ကတော့အစင်မပြေမှုတွေများနေတတ်ပါတယ်ဒီတစ်ပတ်ထဲမှာတနင်္ဂနွေသားသမီးအတွက်ကံကောင်းစေတဲ့နံပါတ်တွေကတော့ငါးတို့ခွန်တို့စတဲ့နံပါတ်တွေကတနင်္ဂနွေသားသမီးအတွက်ကံကောင်းစေတဲ့နံပါတ်လေးတွေဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ထဲမှာလည်းအញ្ញက်အခိုက်တွေပြပြောပြီးကောင်းကျိုးလိုရင်ဆန္ဒတွေရရှိစေဖို့အတွက်ကိုဘုဒ္ဓဆိုတဲ့ဂုဏ်တော်ကိုတစ်နေ့ကိုပတိ9ဘတ်နဲ့9ရက်တိတိအတိတ်ထံစိတ်လိုက်ခြင်းဖြင့်မိတ်ဆွေတို့ရှိမှကြောက်လာနိုင်တဲ့အញ្ញက်အခိုက်တွေပြပြောပြီးတော့ကောင်းကျိုးလိုရင်ဆန္ဒတွေပြည့်စုံပါလိမ့်မယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအញ្ញက်အခိုက်မှာပြပြောပြီးကောင်းကျိုးလိုရင်ဆန္ဒတွေပြည့်စုံပါစေလို့ကျွန်တော်ကဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအောင်စီပိုင်စီနိုင်စီပါခင်ဗျာ